ဒီအမတွေရဲ့ခန္ဓာကိုယ်ထဲကိုဟိန္ဒူဖះမဲတော်တစ်ပါးကဝင်ပူးထားတယ်ဆိုပြီးတော့ပြောဆိုနေကြပါတယ်ဝိညာဉ်တန်းစီတဲ့လူတချို့ရဲ့ခန္ဓာကိုယ်ထဲကိုဒါမဲတော်ကဝင်ပြီးတော့ဒီလိုမျိုးပြုလုပ်လေးရှိတာပါတချို့လူတွေကလည်းဟန်ဆောင်ပြီးတော့မဲတော်ဝင်ပူးတယ်လို့မျိုးပြုလုပ်နေတဲ့အခိုက်အတန့်တွေလည်းအများကြီးရှိပါတယ်တမန်လူမျိုးတွေကဒီလိုမျိုးသူတို့လိုချင်တဲ့ဆန္ဒကိုပြေဝဖို့အတွက်မဲတော်ရှိမှဒီလိုမျိုးဥပုသ်ဆောက်ပြီးတော့ကျင်းပလေးရှိပါတယ်ကျွန်တော်ကအနီးကရိုက်ချင်ပေမဲ့ကျွန်တော်ကိုလူတွေကဝိုင်းထိုးရမှာဆိုလို့ကျွန်တော်ကနည်းနည်းခက်ဝေးဝေးကရိုက်ခဲ့ပါတယ်ဒါကလည်းနောက်ထပ်ကျင်းပတဲ့နီးလန်းတစ်ခုပါပဲမလေးရှား vlog ပတ်အိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဘိုးဒရိုင်မြောက်ပြီးတော့ကိုစော်ထောင်းပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မလေးရှားနိုင်ငံမှာရှိတဲ့ဟိန္ဒူဘာသာဝင်တမန်လူမျိုးတွေရဲ့ဖျားရှိခိုးပုံနဲ့သူတို့ရဲ့ထူးထူးဆန်းဆန်းရိုးရာတွေအကြောင်းကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီရိုးရာတွေကမြန်မာနိုင်ငံမှာလည်းအများကြီးကိုမှရှိနေပါတယ်သူတို့ဖျားပွဲကိုဘလို့ကျင်းပလဲသူတို့ဘလို့မျိုးနေရာတွေပြုလုပ်ထားတယ်သူတို့ပွဲတွေရောဘယ်လောက်ထိစီလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာပါမလေးရှားနိုင်ငံအစိုးရကတော့ဒီပွဲကိုအကြီးအကျယ်ထောက်ခံပေးသလိုဒီပွဲမှာစောင့်ရှောက်မှုအတွက်ပဲရဲပေါင်း100ကျော်လောက်ကိုသူတို့ကစီစဉ်ထားပါတယ်ဒီရဲတွေကလည်းဒီမှာလာတဲ့လူပေါင်း1000ကျော်ဘာမှအန်တရာယ်မဖြစ်အောင်ဆိုပြီးတော့ကာကွယ်စောင့်ရှောက်ပေးတာပါမြန်မာနိုင်ငံရန်ကုန်မြို့တွေမှာကျင်းပတဲ့ပွဲစည်းတွေတဲ့ဒီပွဲက4-5 စားလောက်ကိုပို့ပြီးတော့ကြီးနေပါတယ်ဒါကတော့ဖះเจ้าရဲ့အဝင်ဝါပေါက်ဖြစ်ပြီးတော့တော်တော်လေးကိုမှကြီးရတာနဲ့စိတ်ချမ်းသာနေပါတယ် decoration တွေကလည်းတော်တော်လေးကိုမှလှပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့တကယ်လို့ဖះကိုမမြင်ရလို့ရှိရင်ဒီ screen မှာပြရတဲ့ဖះကိုနို့လောင်းတာတွေကအစသူတို့ screen မှာအသေးစိတ်ပြပေးပါတယ်ဟိန္ဒူဘာသာမှာအဓိကလူတွေကိုးကွယ်တဲ့ဖះတွေကယာနဲ့ချီပြီးတော့ရှိနေပြီးတော့လူတွေကသူတို့ယုံကြည်အောင်ကိုးကွယ်ကြပါတယ်ဒါကတော့မဲတော်ကျောင်းဖြစ်ပြီးတော့ဒီကျောင်းကိုလာတဲ့လူတွေကလည်းမဲတော်ကိုယုံကြည်ပြီးလာတဲ့လူတွေပဲဖြစ်ပါတယ်မြန်မာပြည်မှာရှိတဲ့တမန်ဖះကျောင်းဖြစ်တဲ့ပီလီကန်ဖះကျောင်းကိုမြန်မာလူမျိုးတွေတခြားဘာသာဝင်တွေကလာတယ်လို့မျိုးဒီဖះကျောင်းကိုလည်းမလိုင်လူမျိုးတွေတရုတ်လူမျိုးတွေနိုင်ငံခြားသားတွေကလည်းအများကြီးလာပြီးတော့လာရောက်ပူဇော်လေးရှိပါတယ်ဒါကတော်တော်လေးကိုမှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလို့ပြောလို့ရပါတယ်တမန်လူမျိုးတွေတောင်မသိသေးတဲ့အကြောင်းအရာတစ်ခုပြောပြပါမယ်ဖះเจ้าလာလို့ရှိရင်ဖះရှိခိုးပြီးတာနဲ့တိုက်ရိုက်မသွားရပါဘူးခဏတပြုတ်တော့ तू ကထိုင်ပေးရပါတယ်အခုမြင်နေရတဲ့အကိုကြီးဆိုလဲသူလူချင်တဲ့ဆန္ဒကိုပြေဝဖို့အတွက်မဲတော်အတွက် तू ကဥပုသ်ဆောက်ပေးပါပါလေသူ့ရဲ့ဝိညာဉ်ကတန့်စင်တဲ့အတွက်မဲတော်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေရဆိုပြီးတော့လဲလူတွေကပြောဆိုနေကြပါတယ်အဆောင်တွေနတ်တွေမဲတော်တွေပြန်ထွက်သွားတဲ့အခါမှာလူတယောက်ကသတိလက်လွတ်ပြီးတော့ဒီလိုမျိုးမိမျောတက်တာတွေကလည်းရှိတတ်ပါတယ်ဒါကတော့ဖះเจ้าရဲ့ free ထမင်းကျွေးတဲ့နေရာပေါ့နော်ဒီမှာလာတဲ့ဧည့်သည်တွေအကုန်လုံးဒီမှာထမင်းစားလို့ရအောင်လုပ်ပေးတာပါကျွန်တော်ပထမတော့ကြီးများပြီလေစားကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးကိုမှစားလို့ကောင်းနေပါတယ်နောက်တစ်ခုကကျတော့ဒီဖះเจ้าမှာကျင်းပတဲ့တီးလုံးတန်တွေကိုကြားပြီးတော်တော်လေးကိုမှကျွန်တော်ကချင်ခဲ့တာပါနောင်တရပါဘူးဟိန္ဒူဖះပွဲရဲ့ဒီလိုမျိုးတီးလုံးတန်တွေကြားပြီးကချင်တဲ့လူတွေပါရောရှိလားကိုမရေးပေးခဲ့ပါဦးကျွန်တော်ကတော့တကယ်မလိမ်ပြောဒီမှာမကလိုက်ရလို့ကျွန်တော်တော်တော်လေးကိုမှနောင်တရမိပါတယ်ကျွန်တော်ရဲ့ခံစားချက်တွေကဘယ်လိုလဲဆိုတော့ပြောရမယ်ဆိုရင်ကျွန်တော်လုံးဝ hype ဖြစ်နေတာပေါ့နော်အတီးလုံးတန်တွေကြားပြီးတော့တော်တော်လေးကိုကျွန်တော်ကပြီးတော့စိတ်တက်ကြွရတယ်အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုဒီဖះပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဒီဖះပွဲကလုံးဝပွဲစည်းထက်4-5 စားလောက်ပို့ပြီးတော့ကြီးတယ်လို့
ဒီမှာကလေးတွေပျော်ပါဖို့အတွက်ကစားစရာတွေအစားအသောက်တွေရတယ်အများကြီးယူမှရှိနေပါတော့ဒီတောက်လျှောက်ပြောရမယ်ဆိုရင်အစားအသောက်ဆိုင်တွေအများကြီးယူရှိနေပါတယ်တော့ပြီကဒီလက်တူအလုံးပဲ လမ်းမှာလည်းအိန္ဒိယမြောက်ပိုင်းကအစားအသောက်တစ်ခုဖြစ်တဲ့ပါနီပူရီကိုကျွန်တော်တွေ့တဲ့အချိန်မှာလည်းကျွန်တော်ဝင်ပြီးတော့ try ကြည့်ပါသေးတယ်။သူကတော်တော်လေးကိုချင်းပြုံးဖြစ်လို့ကျွန်တော်မျက်နှာကိုပဲကြည့်လိုက်ပါတော့။ကျွန်တော်တို့ဗုဒ္ဓရာမြောက်ပြီးတော့ကိုစော်ထောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့က TikTok အကောင့်တွေ YouTube channel တွေ Facebook page တွေဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာရောက်ဝယ်ယူအားပေးလို့ရပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း page တွေကတော်တော်လေးအသုံးဝင်နေသလိုTikTok ကနေပတ်စံရှာခြင်းတဲ့လူတွေအတွက်လည်း TikTok အပီးအစီအကောင့်လေးကျွန်တော်ရှိမှလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုလာရောက်လည်းအသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ